လောကကြီးကိုနားလဲသွားတဲ့နေကြလို့ရှိရင်အရင်ထက်ပိုပြီးတော့စိတ်သက်သာခွင့်တွေရလာမယ်အရင်ထက်ပိုပြီးတော့အေးချမ်းစွာနေတတ်လာမယ်နေတတ်လာတယ်ပြောတတ်လာတယ်သွားတတ်လာတယ်လာတတ်လာတယ်ပေါ့အဲ့တော့လောကကိုနားလဲဖို့တမင်ကြိုးစားယူတာမဟုတ်ပဲနဲ့ကိုယ့်ရဲ့နေ့စဉ်ဘဝထဲမှာပဲအမှန်တရားလေးတွေကိုသုံးသပ်မိတာဆင်ခြင်မိတာလေးတွေနဲ့ဘဝနေနေအမှန်တွေကိုရလာတတ်တယ်ဒီလောကကြီးထဲမှာအရာများစွာကကိုဖန်တီးလို့မရဘူးဆိုတာကိုနားလည်သွားတဲ့နေ့ကိုယ့်ရဲ့အေးချမ်းမှုကိုပို့ပြီးတော့အာရုံစိုက်လာလိမ့်မယ်ကိုယ်နဲ့ပတ်သက်တဲ့သူတွေဟာအကြောင်းရှိလို့သာဆုံနေကြပြီးအကြောင်းမရှိတဲ့အခါကျရင်ဘယ်လိုပဲအတူတကွပေါင်းဆုံပြီးတော့နေခြင်းတဲ့ပြောနေလို့မရဘူးဆိုတာကိုနားလည်လာရင်ကိုယ့်ဘာသာကိုအေးအောင်နေတတ်လာလိမ့်မယ်အပေးရှင်အယူရှိတဲ့